ဘယ်နိုင်ငံပဲဒေသပဲဖြစ်ဖြစ်သူတို့ရဲ့တမိုင်းကြောင်းသူတို့နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုချစ်မြတ်နိုးကြတာနိုင်ငံသားတိုင်းရဲ့ချစ်စရာကောင်းတဲ့စိတ်ဓာတ်လေးတွေပါပဲကိုယ်လည်းကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ရိုးရာယဉ်ကျေးမှုတွေကိုချစ်မြတ်နိုးတန်ဖိုးထားရတာအရန်ကိုနှစ်သက်မိတယ်လေဒီလိုရှေးအောင်နယ်မြေတွေရောက်ပြီးဆိုရင်အရင်ဆုံးသတိရမိတာကပကံကိုပါပဲပြီးမှမြန်မာနိုင်ငံရဲ့ရှေးအောင်နယ်မြေတွေယဉ်ကျေးမှုအဆောက်အအုံတွေကိုသတိရကြတာလေဒါကဘယ်နိုင်ငံသားတွေမဆိုဖြစ်တတ်ကြမှာပါအခုဒီအယုဒ္ဓယကိုရောက်တိုင်းလေရင်ထဲမှာအလိုလိုခံစားမိတာကကိုယ်ပဲအတိတ်တုန်းကပါဝင်ပတ်သက်ခဲ့ဘူးသလိုခံစားမှုမျိုးခံစားရတယ်လေပကံရောက်တိုင်းလေဒီလိုပဲခံစားရတတ်တယ်ဒါကလူတိုင်းဖြစ်မိမယ်လို့ထင်နေဗျဒါကိုမျိုးချစ်စိတ်လို့ခေါ်တာလားမရောက်ဖူးခဲ့တဲ့အတိတ်ကိုလမ်းတာလားမသေးချာမရေရာနဲ့ပဲတမိုင်းကြောင်းတွေဖတ်ရင်တမိုင်းထဲမှာထက်ခါတလဲလဲရွေးနေမိတယ်လေ